1950လောက်တုန်းကဂျပန်မှာ apartment လိုမျိုးစိတ်ကြွဆေးတွေကိုလူတော်များဆွဲလန်းနေကြတဲ့အချိန်ကာလပေါ့အထူးသဖြင့်အလုပ်ကျန်းသမားတွေသူတို့ဒီလိုမျိုးဆေးတွေကိုသုံးစွဲပြီးတော့သူတို့ရဲ့နေ့တူကလုပ်ငန်းဆောင်တာတွေကိုလုပ်တယ်နေ့စဉ်ဘဝကိုဖျက်ဆီးနေပေါ့နော်အထူးသဖြင့်အလုပ်ကျန်းလုပ်ရတာဖြစ်တဲ့အတွက်ဒီလိုမျိုးဆေးတွေကသူတို့အတွက်တော့တစ်ပတ်တစ်လကနေပတ်မိုးပေးနေရလို့ပြောမှာပေါ့ဒါပေမဲ့ဒီလိုမျိုးရည်ရှည်သွားလို့မဖြစ်ဘူးဆိုတာဂျပန်အစိုးရသိတယ်ဆိုတော့ဒီဆေးရောင်ချခွင့်ကိုအစိုးရဥပဒေအရလုံးဝတားမြစ်လိုက်တယ်ဒီမှာမှသူတို့အကုန်လုံးတိုင်ပတ်ကုန်တော့ပေါ့ကော်ဖီတောက်နေကြလူကကော်ဖီမတောက်ရတယ်လို့မျိုးဖြစ်မှာပေါ့နော်မနဲ့နိုးလာနေကော်ဖီလေးမတောက်လိုက်ရရင်တိုင်ပတ်နေတယ်လို့မျိုးပေါ့ဒီအလုပ်သမားတွေဒီဆေးရဆွဲနေတဲ့သူတွေသူတို့ရဒီဆေးမသုံးရဘဲနဲ့သူတို့ရဲ့နေ့စဉ်ဘဝကိုဘလို့ဖြတ်တန်းမှာလဲဘလို့အလုပ်လုပ်ကြမှာလဲဒီလိုမျိုးတိုင်ပတ်ကုန်တာပေါ့ဒါပေမဲ့တစ်ချိန်မှာတော့သူတို့ကဲတင်မဲ့ကဲတင်ရှင်ကုမ္ပဏီတခုပေါ်လာတယ်1962ခုနှစ်မှာပေါ့တိုင်ရှိုဆိုတဲ့ဆေးကုမ္ပဏီတခုပေါ်လာတယ်အဲ့ဆေးကုမ္ပဏီကနေပြီးတော့ Lipovitamin D ဆိုတဲ့energy drink လို့ပြောရမလား energy drink တခုကိုတီထွင်ပြီးတော့စပြီးတော့မိတ်ဆက်လာတယ် energy drink ဆိုပေမဲ့သူကအခုခေတ်လိုမျိုးဖြော်ရည်တွေ energy drink နေလိုမျိုးလည်းမဟုတ်ဘူးဆေးဘူးပုံစံမျိုးလေးလို့စပြီးတော့မိတ်ဆက်လာတာပေါ့သူကဖန်ပလင်းလေးနဲ့လာတာပေါ့ဆေးဘူးပလင်းလို့ဘာလို့ပုံစံမျိုးလေးနဲ့စထုတ်တယ်သူကဘယ်လိုပြောရမလဲဆေးဘဝင်အပင်တွေဆေးဘဝင်ပုံစံမျိုးတွေထက်လဲပို့တယ်သူရဲ့ထုတ်လာတဲ့ဒီဇိုင်းပုံစံကဖြော်ရည်လို့ဒါမှမဟုတ်ဆေးဘူးပလင်းလို့မျိုးပေါ့ဒါပေမဲ့အဓိကနေနဲ့ကတော့ဆေးပလင်းလို့ပုံစံမျိုးနဲ့စပြီးတော့ဖြန့်ခဲ့တာပေါ့နော်အဲ့ချိန်တော့သူရဲ့အနမ်းရတာကချောင်းစောပြောက်ဆေးရည်လိုမျိုးဖြစ်ချင်လဲဖြစ်မှာပေါ့နော်အခုချိန်ဒီလဲသူရဲ့ taste ကအဲ့လိုပုံစံမျိုးနဲ့နည်းနည်းခက်ဆင်ဆင်ပဲဆိုတော့အဲ့ချိန်တော့ဆိုတော့ပို့ပြီးတော့စိုးရင်ဆိုမှာပေါ့နည်းနည်းဆေးဘက်ကိုပို့ပြီးတော့သွားရင်လည်းသွားမှာပေါ့နော်ဘာပြောသူက energy drink ပုံစံမျိုးစပြီးတော့ပေါ်လာရပေါ့နော်ကမ္ဘာပထမဆုံး energy drink လို့ပြောမှာပဲအဲ့ဒီကသူမိတ်ဆက်တာကရုပ်ပိုင်းဆိုင်ရာပြင်ပန်းနှွမ်းတွေနေတဲ့သူတွေဆဆချင်းစိမရှိတဲ့သူတွေအာဟာရချွတ်တဲ့နေတဲ့သူတွေပြီးတော့ဖျားနေတဲ့သူတွေဒါမှမဟုတ်လို့ရှင်လဲအမောပန်းခန့်နိုင်ဖို့အဲ့လိုမျိုးပိုးလုပ်ပြီးတော့ကြော်ညာခဲ့တာပေါ့အဓိကအနေနဲ့ကတော့အလုပ်ကျန်းသမားတွေဒါမှမဟုတ်လို့ရှင်လဲရုံးဝန်ထမ်းတွေဒါတွေကိုအဓိကအနေနဲ့တာဂက်ထားခဲ့တာပေါ့တင်မလားစက်ရုံလုပ်ရုံကအလုပ်သမားတွေရုံးသမားတွေဒါမှမဟုတ်လို့ရှင်လဲနုနုချာချာဖြစ်နေခြင်းနဲ့အချိန်ကြာကြီးတက်ကြွလန်းဆန်းကျင်နေတဲ့ truck driver တွေဒီလိုလူမျိုးတွေအဓိကထားပြီးတော့ target ထားပြီးတော့ရောင်းခဲ့တာပေါ့အဓိက target ထားပြီးတော့ဈေးကွက်ထဲကိုဖြန့်ခဲ့တာပေါ့ပြောချင်တာကတော့အကုန်လုံးလည်းသိမယ်ထင်ပါတယ်တက်ကြွလန်းဆန်းနေစေဖို့ပေါ့ဒီလိုပုံစံမျိုးနဲ့ဈေးကွက်ထဲကိုဖြန့်ခဲ့တာပေါ့သူပြောရတော့သူ့ထဲမှာပါတာက vitamin နဲ့ caffeine လို့ပြောတယ်ဒါပေမဲ့အဓိကပုံပစ္စည်းကတော့ taurine ပဲပြောရင် taurine က amino acid ပေါ့အဓိကအနေနဲ့ကသူကဘယ်လိုပြောမလဲအသားတွေအပရိုတင်းတက်ပါတဲ့အသားတွေထဲမှာပါတဲ့ဓာတ်တစ်မျိုးအနီရောင်အသားတွေတို့ငါးတို့ပစုံတို့ဒီလိုမျိုးထဲမှာပါတယ်ပေါ့နော်သူကဘယ်လိုအလုပ်လုပ်လဲဆိုတော့အာယုံကြောတွေကိုအဓိကပတ်မိုးပေးရယ်ဂျပန်ဆိုရအနေနဲ့စိတ်ကြွဆေးတွေကိုတားမြစ်ထားတဲ့အချိန်ကာလမှာ taurine ကဘာလို့တရားဝင်ဖြစ်နေတာလဲတရားဝင်ဖြစ်နေရတာလဲဘာလို့လဲဆိုတော့သူက organic မို့လို့ပြီးတော့ဒီကုမ္ပဏီကကြော်ညာတာကဘယ်လိုပုံစံမျိုးနဲ့ကြော်ညာလဲဆိုတော့ဒီငါတို့ရဲ့ခန္ဓာကိုယ် energy ပြည့်အောင်လို့မလို့ဒီ taurine တွေကိုအသုံးပြုဖို့လိုတယ် energy ပြည့်အောင်လို့ taurine တွေကလှုပ်ဆောင်ပေးရယ် energy ပြည့်လာဖို့အတွက်ဆိုရင် taurine တွေကိုသုံးပေးရမယ်ဆိုတဲ့ပုံစံမျိုးကြီးညာရယ်ကြော်ညာခဲ့ရယ်ပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူရဲ့အမြင်တယောက်နဲ့တယောက်မတူကြဘူးလက်ခံတဲ့သူလည်းရှိရယ်လက်မခံတဲ့သူလည်းရှိရယ်ဒါတွေကအရေးတော့မကြည့်ပါဘူးဘာပြောသူကအဓိကတရားဝင်ဖြစ်လာခဲ့ရပဲတရားဝင်ဖြန့်ခဲ့ရယ်ပေါ့ဒီလိုနဲ့ပဲ Lipovitamin D ကဂျပန်ဈေးကွက်ထဲမှာပြန်လာခဲ့ဝက်ကွယ်ရောင်းကောင်းခဲ့ရယ်ပေါ့အဲ့ရနဲ့တစင်ထိုင်းကိုကူးသွားတယ်ထိုင်းမှာလည်းတော်တော်လေးရောင်းရတယ်အဲ့မှာပဲလုံးဝ energy drink တစ်ခုဖြစ်လာဖို့အတွက်လုံးဝ first inspiration ဖြစ်လာခဲ့တာပေါ့အခုချိန်မှာဒီကမ္ဘာလုံးဝကိုအတိမတ်ပြုတ်ထားတဲ့တကယ်နာမည်ကြီး brand တစ်ခုဒီ energy drink တစ်ခုရဲ့ပါဆောင် first inspiration ဖြစ်ခဲ့တာပေါ့နော်။ Okay ဒီနေရာမှာလူတယောက်မိတ်ဆက်ပေးဖို့လိုလာတယ်။သူရဲ့နာမည်က Charlie Uvidia ။သူကတရုတ်လူမျိုးဒါပေမဲ့ထိုင်းကိုပြောင်းလာခဲ့တာပေါ့နော်။သူ့ကြောင့်ကလည်းနည်းနည်းထူးထူးဆန်းဆန်းပဲ။ तू ကတော်တော်လေးတူတူတိတ်တိတ်ရှိရလူမျိုးပေါ့နော်။သူ့အကြောင်းသိရတာတိတ်မများစားမရှိဘူးပေါ့။
သူ့ရဲ့မိသားစုကဆင်းရဲတယ်သူ့ရဲ့အဖေနဲ့မိနဲ့ဆင်းရဲတယ်ပေါ့သူတို့ကဘဲမွေးမြူရေးသမားတွေနောက်ပြီးတော့ဈေးထဲမှာကုန်စင်ရောင်းနေပေါ့နော်သူရဲ့ပညာရေးကလည်းတာမန်ပါပဲဒါပေမဲ့ရီမန်းချက်တော့တော်တော်ကြီးရလို့ပြောမယ်သူကငငယ်လေးကနေရီမန်းချက်ကြီးရအစားတော့ကတော့သူရဲ့မိဘလက်ငုပ်လက်ရင်းကိုကူပြီးတော့လှုပ်ပေးနေသေးတာပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့တရွာမပြောင်းသူကောင်မဖြစ်ဆိုသလိုပဲထိုင်းနိုင်ငံဘန်ကောက်မြို့ကိုပြောင်းလာခဲ့အဲ့မှာပဲသူအလုပ်လုပ်တယ်ပေါ့နော်အစားတော့ကဒီဆေးကုမ္ပဏီဝန်ထမ်းတယောက်အနေနဲ့ခဏအလုပ်လုပ်တယ်နောက်မှာတော့သူကိုယ်ပိုင်ကုမ္ပဏီစထောင်တယ်အဲ့ကုမ္ပဏီထောင်ပြီးတော့နည်းနည်းနှစ်အနေငယ်ကြာပြီးနောက်မှာတော့လုံးဝသူ့ရဲ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားဖို့အတွက် product တစ်ခုထုတ်ဖို့အတွက်ဖြစ်လာခဲ့1985ခုနှစ်အဲ့မှာပဲသူခုနက level fighter D ကိုသွားတွေ့ရအဲ့ဒါကိုကြည့်ပြီးတော့သူစိတ်ကူးရလိုက်တာကသူလည်း energy drink တစ်ခုထုတ်မယ်ပေါ့သူရဲ့ energy drink ကတော့ရှင်းပါတယ်ဆေးဘူးပုံစံမျိုးသွားချင်တာမဟုတ်ဘဲနဲ့လုံးဝ energy drink ပုံစံမျိုးသွားချင်တာပေါ်ဝင်ပစ္စည်းတွေကတော့ရေတို့တကြားတို့ကဖေးတို့ taurine တို့ပြီးတော့ V vitamin ဒါတွေပါပဲပြီးတော့သူ့ရဲ့ logo ပေါ့နော် logo ကထူးဆန်းတယ်အဝါရောင်နေမျိုးကိုနောက်ခံထားပြီးတော့ရှေ့မှန်ကတော့ကျွဲနှကောင်ခွေနေတဲ့ပုံစံမျိုးပေါ့နော်ကျွဲရောအနီအောင်ကျွဲနှကောင်ခွေနေတဲ့ပုံစံမျိုးသူ့ရဲ့ logo ထားခဲ့ဒီမှာကျွဲနှကောင်ကခွန်အားကိုကိုစားပြုတာဖြစ်ပြီးတော့အနီအောင်ကတော့ဇွဲလုံးလာကိုကိုစားပြုတာပေါ့နော်ပြီးတော့အဝါရောင်နေမင်းကြီးကကြတော့တက်ကြွလန်းဆန်းနေရဆိုတဲ့ပုံစံမျိုးသူ့ရဲ့အတိတ်ပဲသူ့အတိတ်ပဲတစ်ခုချင်းစီရှိရပေါ့နော်သူ့အတိတ်ပဲနဲ့သူ့ပေါ့ဒီ energy drink ကိုသူပထမဆုံးစပြီးထုတ်တဲ့နာမည်က Ktindan ထိုင်းနာမည်နဲ့ပေါ့နော်ဒါပေမဲ့တကယ်နာမည်ကတော့အတိတ်ပဲကတော့ Red Bull ပါပဲဟုတ်ပါတယ်သူ Red Bull ကိုစပြီးတော့ထုတ်ခဲ့ရပေါ့နော်သူထုတ်ချင်းမဲ့ထိုင်းမှာတနိုင်ငံလုံးပြန့်သွားတယ်အေးရဲ့နာမည်ကြီးရဝဝကွယ်ရောင်းခဲ့ရတယ်ဒါပေမဲ့အဲ့ချိန်တုန်းကတော့ထိုင်းနဲ့ဂျပန်မှာပဲသူဖြန့်ခဲ့တာပေါ့နော်အဲ့နောက်ပိုင်းတကဘာလုံးပြန့်သွားစေဖို့အတွက်တကဘာလုံးမှာအရန်နာမည်ကြီးရဲ့ brand တစ်ခုဖြစ်လာစေဖို့အတွက်နောက်ထပ် character တယောက်ပေါ်လာတယ်အဲ့ဒါတော့သွားရစေရောင်းသမားတယောက်ပဲ1984ခုနှစ်အဲ့မှာ Detroit Metal ဆိုတဲ့လူတယောက်ပေါ်လာတယ်သူကဂျာမန် cosmetic company တစ်ခုကဝန်ထမ်းတယောက်ပေါ့သူ့ရဲ့အပိုင်းကတော့သွားရစေကိုတာဝန်ယူထားတဲ့အပိုင်းသူကထိုင်းကိုအလုပ်ကိစ္စနဲ့လာရဲပေါ့နော်အဓိကနေနဲ့ကတော့ထိုင်းဈေးကွက်မှာသူ့ရဲ့သွားရစေဈေးကွက်ဘယ်လိုနေလဲသူ့ရဲ့သွားရစေတွေဘယ်လိုအခြေအနေမျိုးနဲ့ရက်တည်နေရလဲဆိုတာကိုလာပြီးတော့ check လုပ်တာပေါ့အဲ့လိုနဲ့ပဲသူဘန်ကောက်ကိုရောက်လာတယ်လေနဲ့လာမှာပေါ့လေနဲ့လာတော့လေစိတ်ကိုရောက်တယ်အဲ့မှာပဲလေစိတ်ကနေမြို့ရဲကိုသွားတဲ့လမ်းမှာဖြစ်လိမ့်မယ်ဒါမှမဟုတ်လို့ရှင်လဲတနေ့ရပေါ့စတိုးဆိုင်ဝင်ခဲ့ရလဲဖြစ်နိုင်တယ်တနေ့ရမှာဒီဖြော်ရည်ကိုသူတွေ့ရလဲဖြစ်နိုင်တယ်အရန်ပင်မလာတဲ့အချိန်မှာဒီဖြော်ရည်လေးကိုတောက်လိုက်တယ်အဲ့မှာပဲလုံးဝပင်မနှောတဲ့နေရာတွေပျောက်သွားတယ်တက်ကြွလန်းဆန်းသွားတယ်အဲ့မှာသူရမ်းကြိုက်သွားမှာပေါ့စီးပွားရေးသမားတယောက်ဆိုတော့ဈေးကွက်ကိုကြိုမြင်တယ်လို့ပြောရမှာပဲအဲ့မှာပဲသူဒီ energy drink ကိုအရန်စိတ်ဝင်စားသွားတယ်။သွားလိုက်တော့ဝဲလိုက်တော့သွားရိုက်ဆေးဝဲလိုက်တော့သွားရိုက်ဆေးကိုသူစိတ်ဝင်စားတော့ဒီ energy drink ကိုသူစိတ်ဝင်စားသွားတယ်။အဲ့မှာပဲခုနကချာလီယိုနဲ့သွားတွေ့ရယ်။သွားတွေ့ပြီးတော့လုံးဝကိုမီလီယံနဲ့ချီရဲ့စိတ်ကူးရဲ့ image ကိုအကောင့်ထည့်ဖို့အတွက်ဆွေးနွေးရပေါ့။သူပြောတာကတော့အဓိကမလုံးပေးတာကသူအနောက်နိုင်ငံတွေကိုဒီဖြော်ရည်ကိုဖြန့်ပေးမယ်။ဒါပေမဲ့သူ့ကိုလည်း share ထည့်ခိုင်းရမယ်ပေါ့နော်စက်တူလုပ်မယ်ဆိုတဲ့ပုံစံမျိုးသူပြောတယ်အိမ်မှာချာလီယိုကလည်းတွေ့ရယ်မိုက်တယ်ပေါ့ဒီအကြမ်းမစိုးဆိုပြီးတော့လက်ခံလိုက်တယ် share percent ကတော့တက်ကို 49% နဲ့ယူမယ်ဆိုပြီးတော့သဘောတူညီခဲ့တာပေါ့နော်ဒါနဲ့ 2% ကတော့ချာလီယိုရဲ့သားအတွက်ဆိုပြီးတော့သဘောတူညီခဲ့ကြတယ်အဲ့လိုနဲ့ပဲ Red Bull မိုင်းကြောင်းကြီးကစတင်လာခဲ့တာပေါ့သူတို့ရေကုမ္ပဏီအသစ်စထောင်ပြီးတော့ partnership ယူလိုက်ပေးမယ်လေအနောက်နိုင်ငံတွေကိုတန်းပြီးတော့ဖြန့်လာတော့မဟုတ်သေးဘူး3နှစ်လောက်အချိန်ယူသေးတယ်ဒီ3နှစ်အတွင်းမှာဘာလုပ်လဲဆိုတော့အဓိကဒီ trip ပေါ့သူက western taste ရအောင်လို့မလို့စမ်းသပ်ခန်းထဲမှာဒီတခွဲခန်းထဲမှာအချင်းချင်းခါခါလောက်တယ်အချင်းချင်းခါခါစစ်ဆေးရအချင်းချင်းခါခါစမ်းသပ်တယ် formula ထုတ်တယ်လုံးဝကိုအနောက်တိုင်းသားတွေအနောက်နိုင်ငံရဲ့အကြိုက်ဒီအရသာကိုရပြီဆိုတော့မှသူစဖြန့်တယ်1989မှာဒီ trip ကဥရောပမှာစပြီးတော့ဒီ Red Bull တွေကိုစဖြန့်နေပေါ့နော်အဓိကအနေနဲ့ကတော့သူစဖြန့်ခဲ့တာကပန်းဖြေစကန်နေမှာပါပဲဒီမှာသူစဖြန့်တော့တခြားအချိုရည်ကုမ္ပဏီလိုမျိုးတာမန်အချိုရည်တစ်ခုလိုမျိုးစဖြန့်ခဲ့တာမဟုတ်ဘူး
energy drink ဆိုတဲ့ပုံစံမျိုးဖြန့်နေပြီးတော့သူကဘယ်လိုပုံစံမျိုးဖြန့်လဲဆိုတော့ lifestyle brand ပုံစံမျိုးဖြန့်နေလုံးဝ cool ဖြစ်တဲ့ brand ပုံစံမျိုးဖြန့်နေနောက်ကျတော့သူကအဲ့ချိန်တုန်းကသူရဲ့ပလင်းဘူးကပေါ့နော်ဘူးက8000လောက်ပဲရှိတယ်ဒါပေမဲ့အရန်ဈေးကိုမြင့်လိုက်တယ်အဲ့ချိန်တုန်းက Coca-Cola တို့ Pepsi တို့လည်းပေါ်နေပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးထက်တောင်မှသူကနှစ်ဆဈေးကြီးရယ်စစပိုင်းတော့လူရရီကြတာပေါ့အဲ့ချိန်တော့နည်းနည်းတော့ရှုပ်တယ်ပြောရမယ်ဆိုလို့ရှိရင်အဲ့ချိန်တော့က Coca-Cola လည်းပေါ်နေပြီ Pepsi လည်းပေါ်နေပြီနောက်ကျ George Cola လို့ခေါ်တဲ့ soft drink တစ်ခုလည်းပေါ်နေပြီပေါ့နော်ဒီရတဲ့ခြားထဲမှာသူကဈေးနှစ်ဆမြင့်ပြီးတော့ပထမဆုံးဈေးကွက်ကိုစဖြန့်ခဲ့တာဆိုတော့လူရရီကြတာပေါ့အရင်ပြုတ်မဲ့အကြံကြီးလို့ပြောကြတာပေါ့နော်ဒါပေမဲ့လူတွေထင်တာမှားခဲ့ဟုတ်တယ်အခုချိန်ထိလဲ Red Bull ကဈေးကွက်ထဲမှာတကယ်ကိုနာမည်ကြီး brand တစ်ခုအဖြစ်ရက်တည်နေတော့မယ်သူကဘယ်လိုပုံစံမျိုးလဲဆိုတော့ marketing ကောင်းခဲ့လို့ပြောရမယ်ပြီးလို့ရှိရင်သူ့ရဲ့ပါဝင်ပစ္စည်းပေါ့နော်အမခုနကပြောခဲ့ George Cola ဆိုလို့ရှိရင်သူ့ရဲ့ဆောင်ဘကဘယ်လိုမျိုးလဲဆိုတော့ all sugar and twice caffeine ဆိုပြီးတော့ကြီးညာခဲ့တာ soft drink ပဲဒါပေမဲ့ caffeine နှစ်ဆထည့်ထားတာဆိုတော့ပုံစံမျိုးနဲ့ကြော်ညာခဲ့ရပါတော့သူလည်းသူကသူခါတော့တော်တော်လေးကိုရောင်းအားသွက်ခဲ့အရန်ကိုနာမည်ကြီး brand တစ်ခုပေါ့သူကကြောင့် energy drink ပုံစံမျိုးထုတ်တာမဟုတ်ဘူးဒါပေမဲ့ caffeine တော့နှစ်ဆဆိုတော့တက်ကြွတော့လန့်ဆန်နေဒါပေမဲ့ energy drink ပုံစံမျိုးထုတ်တာမျိုးလည်းမဟုတ်ဘူးအချိုရတော့အချိုရဒါပေမဲ့ caffeine တက်နှစ်ဆနဲ့အချိုရပေါ့ Coca-Cola တို့ Pepsi တို့ကတော့ရှင်းပါတယ်သူကကြောင့် refresh ဖြစ်တယ်ဆိုတာပုံစံမျိုးပေါ့နော်ဆိုတာချိုရည်တွေပေါ့သူကတော့ line တစ် line တက်တက်သွားတယ်ပေါ့နော်အဲ့ဒီမှာRed Bull ပေါ်လာတယ်သူကကျ energy drink ပုံစံမျိုးသွားတယ်သူရဲ့ဈေးကွက်ကကြတော့အဓိက target ထားတာက lipo vitamin D တို့လိုမျိုးပဲအလုတ်ကျန်းသမားတွေဒီလိုမျိုးတက်ကြွလန်းဆန်းချင်နေတဲ့သူတွေအကြောင်းသားတွေညာလိုက်ဆင်းရတဲ့သူတွေဒီလိုလူမျိုးတွေကိုအဓိကtarget ထားပြီးတော့ဈေးကွက်ထဲဝင်လာခဲ့တာပေါ့ပြောခဲ့သလိုပဲသူကဈေးနှဆနဲ့ဝင်လာတယ်ဒါပေမဲ့ဘာလို့ရောင်းအားတော့ခဲ့ရလဲဘာလို့ခုချိန်ဒီနာမည်ကြီး brand တစ်ခုအနေနဲ့ဈေးကွက်ထဲမှာရှိနေသေးရလဲဆိုတော့နည်းနည်းပြန်စဉ်းစားမယ်ဆိုလို့ရှင်သူကသူ့ရဲ့ကြော်ညာအားလည်းပါတယ်ခုနကပြောခဲ့သလိုပဲသူကတာမန်အချိုးပုံစံမျိုးနဲ့ကြော်ညာခဲ့တာမဟုတ်ဘဲနဲ့ lifestyle brand တစ်ခုအနေနဲ့ကြော်ညာခဲ့ရပါတော့အရန်ခုဖြစ်တဲ့ပုံစံမျိုးနဲ့ကြော်ညာရယ်နောက်ကျတော့သူ့ရဲ့မပါတဲ့ဥစ္စာတွေပေါ့နော် Joe Cola နဲ့ရှင်ရမယ်ဆိုလို့ရှင်သူက caffeine နှစ်ဆတွေမဟုတ်ဘူးcaffeine ကိုနှစ်ဆထည့်ထားတာမဟုတ်ဘူးဒါပေမဲ့ caffeine ပါမယ်ပြီးတော့အဓိကအနေနဲ့ taurine ပါမယ်ပြီးတော့ V vitamin ပါမယ်ဒီလိုမျိုးအရာတွေပေါ့ဆိုတော့ဒီမှာ George Cola နဲ့ရှင်ကြည့်မယ်ဆိုလို့ရှင်သူကလုံးဝအပြတ်သက်ကြီးကွာနေရတော်တော်လေး energy boost ဖြစ်တယ်လုံးဝတက်ကြွလန်းဆန်းသွားစေရပေါ့ဒါပြင် lifestyle brand တစ်ခုလည်းဖြစ်တယ်လူရသိရမလားဈေးကြီးရင်ပိုကောင်းတယ်ဆိုတဲ့အတွေးမျိုးတွေပေါ့ဆိုတော့လူရဘာရွေးလဲ energy drink တော့ဆိုလို့ရှင် Red Bull ကိုပို့ပြီးရွေးလာကြတယ်ပေါ့ဆိုတော့သူရဲ့ဈေးကွက်ကတော်တော်လေးကိုဟုံတောက်နာမည်ကြီးခဲ့လို့ပြောမှာပဲအခုချိန်ထိပေါ့နော်သူတို့ရဲ့အဲ့ရချိုရည်ဈေးကွက်ကလည်းစိတ်ဝင်စားဖို့ကောင်းတော့ကောင်းတယ်ခုနကဂျိုကိုလာဆိုလို့ရှင်လေသူဆိုလို့ရှင်လေဆဆထုတ်တုံးကအရန်ဝဝကွဲရောင်းအကောင်းကြီးနာမည်ကြီးခဲ့တဲ့ brand တစ်ခုဖြစ်ခဲ့ရပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာဒီလိုမျိုး Coca-Cola တို့ Pepsi တို့ပြီးတော့ Red Bull တို့လိုမျိုးဒီလိုမျိုး drink နေနဲ့ရှင်လိုက်တဲ့ခါမှာတော့သူကနောက်ကျကြံခဲ့2019မဟုတ်2009ဟုတ်တယ်2009မှာလုံးဝဖြတ်သိမ်းလိုက်ရတယ်ပေါ့နော်2019မှာသူတကြောပြန်လာသေးတယ်ဒါပေမဲ့လည်းကြမခံလိုက်ပါ2019မှာပြန်တော့ပိတ်သိမ်းသွားတယ်ပေါ့နော် Coca-Cola တို့ Pepsi တို့ Red Bull တို့ကတော့အခုချိန်ဒီဈေးကွက်ထဲမှာရှိနေတော့မယ်အဲ့ချိန်တော့ဆိုလို့ရှိရင် Pepsi ဆိုလို့ရှိရင်လည်း Pepsi AM ဆိုတော့နာမည်ပါကြီးခဲ့သေးတယ်မနက်ခင်းမှာ caffeine အစားထိုး coffee အစားထိုးဆိုပြီးတော့အဲ့လိုမျိုးတွေနဲ့ဈေးကွက်ထဲမှာဖြန့်ခဲ့ကြအောင်နော်ဈေးကွက်ထဲမှာ message ပေးခဲ့ကြတယ်သူမတူတဲ့ပုံစံမျိုးနဲ့ဈေးကွက်ချဲခဲ့ကြရလို့ပြောမှာပေါ့အရင်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေပဲဘာပြောဒါကတော့ Red Bull ပေါ်လာတဲ့သမိုင်းကြောင်းပေါ့နော် Red Bull စတင်မွေးဖွားလာခြင်းသမိုင်းကြောင်းပေါ့အားလုံးလည်းသဘောကျမယ်လို့ထင်ပါတယ်အခု2000ရဲ့ပရိသတ်တို့ထဲမှာရော Red Bull ကိုကြိုက်တာလားဒါမှမဟုတ် Coca-Cola ကြိုက်တာလား Pepsi ကိုကြိုက်တာလားဆိုတာလည်းကိုမမရေးပေးခဲ့ပါအောင်နော်တခြားမေးချင်တာလေးရှိလို့ရှင်ဒါမှမဟုတ်တခြားတင်ပေးစီချင်တာလေးရှိလို့ရှင်လည်းကိုမမရေးထားခဲ့လို့ရပါတယ်အခုတင်ဆက်ပေးရလေးကိုလည်းအားလုံးပဲသဘောကျမယ်လို့ထင်ပါတယ်ညီမတို့နောက်ပြီးတော့မှပြန်ပြီးတော့တွေ့ကြပါဘောနော်အားလုံးပဲ see you ပါ